စာပြီးငောင်းလေဝါပြီးထွေးတော့အဲဆိုလမ်းလေးကိုရပဲဝယ်စားလိုက်တတောင်းစား我发展嘛，咁樣ကျွန်တော်မချက်နိုင်ပါဘူးလက်မထနိုင်ပါဘူးလို့ဘယ်နှခါပြောရမလဲပြင်မာတော့မမိုက်ကြီးအဲ့လိုပဲအရင်ကြိုက်ကြမယ်နဲ့တူတယ်ဘယ်တော့ပုံစံကြည့်လိုက်အဲ့လိုလေထောင်းထောင်းမောင်းမောင်းနဲ့လေအဲ့လိုအားကိုးကျင်စရာကြီးလေဆိုတော့မမတွေရောမြင်ရတော့ပေါ့နော်မမတွေရောညီမလေးတွေရောတော်တော်သူတို့ကြိုက်ကြတယ်ပေါ့ဒီနေ့ကတော့ဒါဒီစကားမှာပါဝင်တဲ့သူတွေပေါ့နော်ဒါအစိတ်တင်းတစ်ခုလုံးကိုလာပြီးတော့မှအားပေးတာပါဟိုပါပေါ့တောင်လေးနှစ်ယောက်ကမမနှစ်ယောက်လက်ထဲမှာပေါ့နော်အဲ့လိုမယုံနိုင်မကယ်နိုင်နဲ့အဲ့ဒါလေးလာကြည့်ကြတာဟိုစကားထဲမှာပေါ့နော်အဲ့လိုမျိုးမမတွေရဲ့လက်ထဲကနေမလွတ်နိုင်ဖြစ်တဲ့ဟာကိုကြည့်ရတော့ကောင်းပါတို့အကိုနှစ်ယောက်လုံးပေါ့နော်သူတို့တွေကမမတွေနဲ့ရမ်းပျော်နေကြတဲ့ဆင်းလေးဆိုတော့အပြင်မှာလဲသူတို့တွေ့တိုင်းအဲ့လိုလေးစပြစ်တယ်ပေါ့နော်မမတွေရင်ငယ်မှာရမ်းပျော်နေပေါ့ဆိုတာမျိုးပေါ့နော်ဆိုတော့အိုက်ဆင်းလေးတွေကြိုက်ပါတယ်အဲ့ဒါတော့မသိဘူးတို့လည်းကြိုက်တာတွေစုံကြပါတယ်ဟုတ်တွေ့ရတော့ခုမှတွေ့ရတာပေါ့နော်ပုံမှန်ကတော့ဒီ line ပေါ်ကနေပဲစာပို့တာပဲရှိရပါပေါ့နော်ဆိုတော့ဒီနေ့လေးကိုဒါကိုလည်းအချိန်ရနေရနဲ့ဒါမဖြစ်မနေလာခဲ့တာပေါ့ဟုတ်ပါတယ်ကိုကျော်ထက်စောကိုကျော်ထက်အောင်ကကိုအကိုတွေလိုပဲဘာပဲနေနေကိုကလမ်းဖုန်းဆက်ပြီးတော့မှပြောပြတယ်အကူကြီးတောင်းတယ်သူတို့အကူကြီးလိုရင်လည်းဒါကိုကအမြဲတမ်းစဉ်းနေရှိနေရဲပေါ့နော်ဆိုတော့အဲ့လိုအရန်ခင်မရတဲ့အကိုတွေပေါ့သူတို့ကလည်းကိုညီမလေးတယောက်လိုတကယ်ချင်းတယောက်လိုအမြဲတမ်းကိုအတွက်ဆိုရင်အမြဲတမ်းစဉ်းနေရှိပေးကြတယ်ပေါ့ဟုတ်အဲ့ဒါလားအဲ့ဒါလေးတင်တော့လေသွားပြောင်ရေးမိတယ်ပေါ့နော်ဆိုတော့မမစီကနေကတ်ကြီးတစ်ခုလုံးအောင်ရထားတယ်ဆိုတော့ညီမလေးမို့ဝဲကြည့်လိုက်တော့ဆိုပြီး comment သွားပေးထားတယ်ပေါ့နော်ဆိုတော့ချစ်စရာလေးပါဆင်းလေးရလေးနော်မမင်းကိုချစ်လို့ပေးရလေမင်းတို့ပြန်ချစ်ပေးရမနေချင်လေတပေါ်ပါလို့တဲ့ခေါင်းထားအခုပွဲမလာခင်ကတော့သူနဲ့ဖုန်းပြောလာသေးတယ်ဆိုတော့ဒါနှစ်ယောက်စုံမိုးကလည်းခဏနာမဆုံးပြဘူးလေနော်သူလဲသူ့လုံးနဲ့သူရွှေလဲဒီဘက်မှာကိုကိစ္စနဲ့ကိုရှိရကြမဆုံးပြဘူးအဲ့တော့ဆုံးပြတဲ့အခါလေးမှာဆော့ပြတာပေါ့အစားစားပြတဲ့နှစ်ယောက်ဆိုရင်အစားစားပြတဲ့ပြီးရင်သူဘယ်လိုပြောမလဲသူ့လုပ်ငန်းအကြောင်းကိုလုပ်ငန်းအကြောင်းပေါ့ဒါပဲပြောပြပါတယ်ဟုတ်အစားပြ vlog တွေတောင်တင်ပြီးပြီလေဟုတ်မုံဟင်းပေါ့မုံဟင်းနေကြိုက်ဆုံးဟုတ်အဓိကအဲ့လိုစီမပါအဲ့စီမပါတယ်စီမပါဘူးပြီးရင်ဒါအဆက်များတယ်ပေါ့နော်ရွှေအဆက်ရမ်းစားတော့ကြအဲ့ဒါလေးကြီးကြိုက်တယ်အမတိုက်တော့မှာလုပ်ငန်းတစ်ခုလုပ်ဖို့ဆိုတာမလွယ်ကူဘူးလေနော်ဆိုတော့ကိုတိုက်တွန်းရင်လည်းသူဖွင့်ချင်မှလည်းဖွင့်ပါလေဆိုတော့ဘယ်ရမှာတော့အဲ့လိုမျိုးတိုက်တွန်းနေဆိုတာမျိုးတော့မရှိပါဘူးကျမရေးရတော့လေအဲ့ဒူးပဲပေါ့နော်နေမကောင်းတာဗာညာကြတော့အခုနောက်ပိုင်းကအဲ့လိုအစားတောက်ကောပြီးရင်ဂျင်လဲဆော့ပြစ်တယ်ပေါ့နော်ဒါတော့အခုဂျင်ပြက်နေရတော်တော်ကြာပြီဆိုတော့ဂျင်ဆော့တဲ့အခါကျတော့နည်းနည်းလေးလူကကျမရေးပိုကောင်းလာတယ်အဲ့ဒူးကိုလည်းပို့ပြီး view site ဖြစ်လာတယ်ပေါ့နော်ဒူးကတော့ဒီကားရိုက်ပြီးတိုင်းပြင်ပြန်နာရတယ်ရှူရှေးကလေကားတကားရိုက်ပြီးပြီဆိုရင်ဒူးကပြင်ပြန်နာရတာပြင်နာတော့ကြတော့အဲကားရိုက်ပြီးပြီဆိုရင်ပြန်နာရတယ်ကိုယ့်အတွက်ကိုပြန်ပြီးအချိန်ပေးရတာပေါ့နော်ဟုတ်တယ်ရှင်ဟုတ်တယ်တကားဆိုတကားအဲ့လိုတကားရိုက်ပြီးသွားပြီဆိုရင်ကိုယ့်အတွက်ကလို့နှစ်ပတ်လောက်ကအနည်းဆုံးတော့ပြန်ပြီးတော့အချိန်ပေးရတာပေါ့နော်ဘာလို့ဒူးကအဲတကားရိုက်ပြီးသွားပြီဆိုတော့နည်းနည်းလေးနာကျင်သလိုအဲ့လိုမျိုးလေးပြန်ဖြစ်တယ်ဖြစ်တော့ကြတော့ပြန်နာပေးရပေါ့နာပေးရနေပြန်ပြောက်သွားပါတယ်ဒူးလေးကျင်ငံပဲလောက်ခိုင်းတာရှင်ဟုတ်အရွတ်ဆိုတော့ကြတော့လေပြီးတော့လေကြီးကြီးမားမားထိတာမဟုတ်ဘူးတစ်သေးလေးပဲဒါပေမဲ့အဲ့တစ်သေးလေးကွာရန်နာလေဆိုတော့လက်ကျင်ငန်းလောက်တယ်ပြီးရင်အယိုးအားစေးတွေပေါ့အဲ့ဒါလေးတောက်ရတယ်အစားတောက်မှလည်းအယိုးအတွက်ကောင်းတဲ့ဟာလေးစားပြတာပေါ့ဟုတ်